ဒီကောင်လေးဟာထူးဆန်းတဲ့ကြောက်တုံးဥတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူကဓာတ်နဲ့ဥရဲ့မျက်နှာပြင်ကိုခွာကြည့်လိုက်တဲ့အခါအတွင်းထဲမှာတောက်ပတဲ့အပြာရောင်ရှိနေတာကိုတွေ့လိုက်ရတယ်အတွင်းထဲမှာဘာရှိလဲဆိုတာကိုတေချာကြည့်ဖို့စူးစမ်းနေတော့မှာပဲသူ့မိကလှမ်းခေါ်လိုက်ပါတယ်ဒါကြောင့်သူဟာချက်ချင်းပဲအပြေးသွားခဲ့ပေမဲ့အဲ့ဒီဥကသူ့အလိုလိုစတင်လှုပ်ရှားနေပြီဆိုတာကိုတော့သူလုံးဝမသိလိုက်ပါဘူးအဲ့ဒီညမှာကောင်လေးပြန်လာတဲ့အခါကြောက်တုံးကပေါက်သွားတာကိုတွေ့လိုက်ရတယ်ပြီးတော့ကိုတောင်တောင်လေးထဲမှာတရဝဆန်းလေးတစ်ကောင်ကိုရှာတွေ့ခဲ့ပါတယ်ကြည့်ရတာဒီကောင်လေးကကြောက်တုံးဥထဲကနေပေါက်ဖွာလာတဲ့ပုံပါပဲဒါနဲ့ကောင်လေးကအာလူးတွေကိုအကွင်းလိုက်လီးပြီးတရဝဆန်းလေးကိုကြွေးကြည့်လိုက်တယ်မထင်မှတ်ပဲအဲ့ဒီတရဝဆန်းလေးကအာလူးတွေကိုတိတ်ကြိုက်နေတာကိုတွေ့ခဲ့ရတယ်တပြိုင်နက်တည်းမှာပဲတရဝဆန်းလေးဟာကောင်လေးကိုသူ့ရဲ့အမေလို့ထင်သွားပုံရပါတယ်အဲ့ဒီချိန်ကစလို့ကောင်လေးဟာနေတိုင်းကိုထောင်ထဲကိုစကျွန်းစားကြံတွေယူလာပြီးတရဝဆန်းလေးကိုကျွေးမွေးခဲ့တယ်တရဝဆန်းလေးကလည်းကျွေးသမျှအကုန်လုံးကိုပြောင်းစင်အောင်စားပစ်တာပေါ့ဒါပေမဲ့တရက်မှာတော့ကောင်လေးဟာသူ့အမရဲ့အော်ဟစ်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်ကြည့်လိုက်တော့တရဝဆန်းလေးဟာသူ့အမရဲ့ရေချိုးကန်ထဲမှာရေကူးနေတာဖြစ်နေတယ်ကောင်လေးကဒီတရဝလေးဟာနူးညံ့ပြီးလူမကိုက်တဲ့ကြောင်ချက်ချင်းပဲရှင်းပြခဲ့ပေမဲ့ဗိုက်စာနေတဲ့တရဝဆန်းလေးကအော်ဟစ်လိုက်တာကြောင့်အိမ်ပြင်ကပိုက်ပြင်သမားရောက်လာခဲ့ပါတယ်ပိုက်ပြင်သမားကတွေ့ချင်းပဲချက်ချင်းမှတ်မိသွားတယ်ဒါဟာဒဏ္ဍာရီလားရေမြင့်ဆိုတာကိုပေါ့ပိုက်ပြင်သမားကဒီကောင်လေးဟာမကြခင်မှာဒိုင်နိုဆောတစ်ကောင်လောက်အထိကြီးထွားလာမှမို့လို့ကန်ထဲကိုပဲပြန်လွတ်ပေးတင်တယ်လို့ပြောပါတယ်တတဝါဆန်းလေးဟာအစာရှာဖို့အတွက်အပြင်ကိုခဏခဏခိုးထွက်တတ်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူဟာအခွေးတစ်ကောင်နဲ့ထိတ်တိုက်တိုးပါလေရောတတဝါဆန်းလေးဟာတိတ်ကြောက်သွားပြီးဟိုပြေးဒီပြေးရှောက်ပြေးတော့တာပေါ့အရေးကြီးတဲ့အချိန်ကြတော့မှသူဟာရုပ်တုတစ်ခုလိုဟန်ဆောင်ပြီးခွေးကိုလှည့်စားနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူဟာရေကန်တစ်ခုတည်းကငါးတွေကိုအမတ်မထင်တွေ့သွားခဲ့ပြန်တယ်ဒါနဲ့သူဟာချက်ချင်းပဲရေထဲခုန်ချပြီးအဝအပြဲစားတောက်ပစ်လိုက်ပါတော့တယ်ပိုက်ပြင်သမားကတတဝါဆန်းလေးကိုလာရှာတဲ့အချိန်မှာတော့သူဟာတညရဲနဲ့ဆယ်ဆက်မကကြီးထွားသွားခဲ့ပါပြီသူဟာကောင်လေးကိုချက်ချင်းပဲတွားနှုတ်လိုက်တဲ့ကောင်လေးလည်းတရှိန်ထိုးကြီးထွားလာတဲ့ရေမြင့်ကြီးကိုမြင်ပြီးစု့အမင်တက်သွားခဲ့တာပေါ့ဒါကြောင့်ပိုက်ပြင်သမားကထရက်ကာမောင်းပြီးရေမြင့်ကြီးကိုကန်ကြီးစီခေါ်သွားခဲ့ပါတယ်ဒါပေမဲ့ရေမြင့်ကြီးကကောင်လေးနဲ့မခွဲချင်ပုံရပြီးဘလို့ပဲဖြစ်ဖြစ်ရေထဲကိုဆင်းမသွားဘူးဖြစ်နေတယ်ဘာမှလုပ်လို့မရတဲ့အစုံပိုက်ပြင်သမားကအာလူးတစ်လုံးကိုထုတ်ပြီးရေမြင့်ကြီးကိုရေထဲဆင်းသွားအောင်မြင်စွာမြှူဆွဲနိုင်ခဲ့ပါတယ်ရက်အနှဲငယ်ကြာတော့အဖိုးကြီးနှစ်ယောက်ဟာအဲ့ဒီကန်ကြီးမှာငားများနေကြပါတယ်မကြခင်မှာပဲတခုခုကငားများချိတ်ကိုဆွဲလိုက်တယ်ဒါပေမဲ့ချိတ်ကိုကိုက်လိုက်တာကဟိုအေယာမရေမြင့်ကြီးဖြစ်နေပါတယ်ရေမြင့်ကြီးဟာလှိငယ်လေးကိုအရှိန်ပြင်းပြင်းနဲ့ရှေ့ကိုတရုတ်တိုက်ဆွဲခေါ်သွားပါတော့တယ်အဖိုးကြီးတယောက်ကတော့ငါတည်ရင်တေးပါစေငါးများလံကိုတော့လွတ်မပေးနိုင်ဘူးလို့ပြောနေတာပေါ့ဒါကြောင့်ကျန်တဲ့အဖိုးကြီးကငါးများကျိုးကိုတွတ်တွတ်လက်လက်ဖြတ်ပစ်လိုက်ရပြီးနှစ်ယောက်သားဘေးကင်းရာကိုတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်တရက်မှာတော့ကောင်လေးဟာရေမြင့်ကြီးကိုရှာဖို့အတွက်လှေလော်ပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့အရင်ကတရဝါဆန်းလေးဟာအခုဆိုရင်ဒိုင်နိုဆောထက်တောင်ပိုပြီးကြီးမားနေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့မိဘူးဒါနဲ့ကောင်လေးဟာရေမြင့်ကြီးရဲ့ကြောပေါ်ကိုတက်စီးလိုက်ပါတယ်ရေမြင့်ကြီးကလည်းကောင်လေးကိုရေထဲမှာလိုက်ပို့ပေးပြီးကံပြင်းထက်ကိုအမြင့်ကြီးခုံပြန်ကျော်လွှားပြတာပေါ့သူတို့ပျော်ပျော်ပါပါကစားပြီးမောပန်းသွားတဲ့အခါရေမြင့်ကြီးကကောင်လေးကိုကန်းဆက်စီပြန်ပို့ပေးခဲ့ပါတယ်ဒါပေမဲ့ဒါကိုစစ်သားတယောက်ကမြင်သွားခဲ့ပါတယ်အဲ့ဒီညမှာပဲစစ်သားဟာသူ့ရဲ့အဖွဲ့အစည်းတွေကိုခေါ်လာပြီးရေမြင့်ကြီးကိုဖမ်းဆီးဖို့ကြိုးစားပါတော့တယ်အမဲလိုက်ခွေးကရေမြင့်ကြီးကိုရှာတွေ့ပြီးနောက်မှာတော့သူတို့ဟာရေမြင့်ကြီးကိုချက်ချင်းတနက်တွေနဲ့ဝိုင်းပစ်ကြတယ်ဒေါသထွက်သွားတဲ့ရေမြင့်ကြီးဟာကန်အောက်ခြေကိုငုတ်ရှိုးသွားပြီးမှရုတ်တရက်ပြန်တက်လာပြီးစစ်သားတွေရဲ့လှေကိုမှောက်ပစ်လိုက်ပါတော့တယ်ပြီးတော့စစ်သားတယောက်ကိုအပေါ်မြောက်ပြီးယူသွန်းစွာခါရမ်းပစ်လိုက်တယ်ကောင်လေးကရေမြင့်ကြီးဘသူ့ကိုမှမနာကျင်အောင်တားဆီးဖို့ကန်းဆက်ကိုအပြေးလွှားလာခဲ့ပေမဲ့မတော်တဆခြေချော်ပြီးရေထဲကိုနစ်မြုပ်သွားခဲ့ပါတယ်ဒါကိုမြင်ချင်းရေမြင့်ကြီးကစစ်သားကိုချက်ချင်းလွတ်လိုက်ပြီးရေထဲငုတ်ရှိုးကကောင်လေး